square field လို့ခေါ်တဲ့လေးတော့ကြားတဲ့ brother တွေလုံးဝအညှက်သင့်ဆုံးစပင်ကီလေးမျိုးကိုဒီဗီဒီယိုမှာကျွန်တော်ပြောပြပေးချင်ပါတယ်။ဒါကြောင့် square field ရှိတဲ့ brother တွေမျက်နှာလေးတော့ကြားတဲ့သူတွေဒီဗီဒီယိုကိုဆုံးဖြတ်ကြည့်ဖို့လိုပါလိမ့်မယ်။ square field နဲ့ live ဖတ်ဆုံးဖြစ်တဲ့ hairstyle နံပါတ်1ကတော့ကျွန်တော်တို့ texture quiff လို့ခေါ်တဲ့ quiff ကိုမှအပေါ် texture လေးတွေပုံနေရလိုမျိုးထည့်ထားတာမျိုးထားရင်လိုက်တယ်။နောက်နံပါတ်2ကတော့ side part လို့ခေါ်တဲ့ဘေးကိုခွဲထားတဲ့ကီတွေနဲ့ live ဖတ်တယ်။ side part ကိုမှ fade ကြိုက်လို့ရှိရင် mid fade လောက်သွားလို့ရတယ်။ fade မကြိုက်ရင် normal cut ထားလဲရပါတယ်။အောက်ခြေကိုပပပြမြောင်လေးသွားလို့ရပါတယ်ဗျ။နံပါတ်3ကတော့ mullet နဲ့ live ပါတယ်။ mullet လို့လည်းခေါ်တယ်ပေါ့နော်။ဒီစပင်ကီနဲ့လည်း square field လေးတော့ကြားတဲ့သူတွေနဲ့လုံးဝကိုတင့်တော်ပြီးကြည့်ကောင်းစေပါတယ်ဗျ။နောက်နံပါတ်4အနေနဲ့ကတော့ crew cut လို့ခေါ်တဲ့ပုံတွေကလိုမျိုးတိုကက်ကလေးထားမယ်ဆိုရင်လည်းဒီပုံတွေအတိုင်းလေးထားလို့ရပါတယ်ဗျ။အခုပြောပြပေးခဲ့တဲ့ကီလေးမျိုးကတော့မျက်နှာလေးတော့ကြားတဲ့ square face ရှိတဲ့ညီကိုတွေနဲ့လုံးဝတင့်တော်ပြီးတော့ကြည့်ကောင်းစေမဲ့စပင်ကီတွေပဲဖြစ်ပါတယ်ဗျဒီလို knowledge video တွေကိုစံသက်မပြတ်ကြည့်ချင်ရင်တော့ကျွန်တော်ရဲ့ account လေးကို follow လုပ်ခဲ့ဖို့မမေ့နဲ့เนาะနောက် video တွေမှာတွေ့ပါမယ်ဗျ